ရှေ့လေပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးအကြမ်းဖက်မြန်မာစစ်တပ်ကအမေရိကန်နဲ့အစ္စရေးတို့ကိုနာမည်တက်မဝေဖန်ရဲပဲလွန်စွာစိုးရိမ်ပူပန်တဲ့ဆိုပြီးတော့တာထုတ်ပြန်ကြေညာလာပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြန်မာအရေးတကားပိတ်ဆွေးနွေးပွဲမှာအာဆီယံဘုံသဘောတူညီချက်9ရက်ကိုသာအကောင့်ထဲပေါ်ဖို့ကြိုးပမ်းနေတယ်ဆိုပြီးဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးကပြောသွားပြန်တယ်လို့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တာမျိုးမရှိဘူးလို့သိရပါတယ်အရှေ့လေပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲအတွင်းအမေရိကန်စစ်တပ်ကိုတိုက်ခိုက်နိုင်အောင်ရုရှားကအီရန်ကိုထောက်လှမ်းရေးသတင်းတွေပေးခဲ့တယ်လို့ AP သတင်းဌာနကဖော်ပြလိုက်ပြီးအမေရိကန်ဘက်ကတော့ဒါဟာအမေရိကန်ရဲ့စစ်စင်ရေးတွေအပေါ်ဘာမှတိုက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပြီးအမေရိကန်တပ်တွေကအီရန်ကိုအပြတ်သက်ချေမှုန်းနေတယ်လို့ဆိုလိုက်တဲ့သတင်းပါဝင်ဒီနေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အရှေ့လေပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးအကြမ်းဖက်မြန်မာစစ်တပ်ကအမေရိကန်နဲ့အစ္စရေးတို့ကိုနာမည်တက်မဝေဖန်ရဲပဲလွန်စွာစိုးရိမ်ပူပန်တယ်ဆိုပြီးတော့ထုတ်ပြန်ကြေညာလာပါတယ်လက်ရှိအရှေ့အလယ်ပိုင်းမှာအမေရိကန်အစ္စရေးနဲ့အီရန်ကြားအပြင်းထန်စစ်ပွဲတွေဖြစ်ပွားနေရမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ဒေသတွင်းနိုင်ငံတွေကိုပါကူးစက်ပြီးတစ်ဖက်ကကမ္ဘာစီးပွားရေးမှာလည်းလောင်စာဆီအကျက်အတဲကိစ္စတွေနဲ့ပါရိုက်ခတ်နေတာပါအဲ့လိုရိုက်ခတ်မှုတွေတဲ့အဲ့ဒီအရှေ့အလယ်ပိုင်းကလောင်စာဆီတွေကိုအဓိကမှီခိုနေရတဲ့မြန်မာနိုင်ငံထိုင်းနိုင်ငံတရုတ်နိုင်ငံအပါအဝင်အာရှနိုင်ငံတွေမှာပါလောင်စာဆီအကျက်အတဲတွေနဲ့ရင်ဆိုင်လာနေရတာပါအဲ့ဒီစစ်ပွဲရင်းနဲ့ပတ်သက်ပြီးကမ္ဘာနိုင်ငံအများစုကတော့အမျိုးမျိုးရက်တီပြောဆိုမှုတွေရှိနေသလိုအီရန်နိုင်ငံနဲ့မဟာမိတ်ဖြစ်တဲ့တရုတ်ရုရှားလိုနိုင်ငံတွေကတော့စစ်ပွဲထဲမှာအမေရိကန်ကပါဝင်နေတဲ့အတွက်အီရန်ဘက်ကနေဓာတ်ရိုက်ဝင်ရောက်ပါဝင်စစ်ကူတိုက်တာမျိုးမလုပ်ရဲပဲစစ်ပွဲတွေရပ်တန့်ဖို့ကသာတရုတ်နိုင်ငံဘက်ကပြောနေရုံအခြေအနေပဲရှိပါတယ်ဒီလိုအခြေအနေတွေကြားမှာတခုခုဆိုကမ္ဘာအရေးနဲ့ပတ်သက်ပြီးတရုတ်လိုကြအနောက်ကနေလိုက်လံပြောဆိုနေတဲ့အကြမ်းဖက်မြန်မာစစ်တပ်ဟာအရှေ့လေပိုင်းကစစ်ပွဲတွေမှာတော့အမေရိကန်မှာပါနေတဲ့အတွက်စစ်ဖြစ်ကတဲ့ကဘာတခုမှမဝေဖန်ရဲပဲနေလာရာကနေအခုတခါထပြီးပြောတော့လေလက်ရှိအမေရိကန်နဲ့အစ္စရေးကိုနာမည်တက်ဝေဖန်တာမျိုးကန့်ကွက်တာမျိုးမလုပ်ရဲပဲအရှေ့လေပိုင်းအရေးကိုလွန်စွာစိုးရိမ်ပူပန်တယ်ဆိုပြီးတော့မြန်မာစစ်တပ်ဘက်ကထုတ်ပြန်လာတာဖြစ်ပါတယ်ဒါကိုကြည့်ချင်းအဖြစ်အကြမ်းဖက်မြန်မာစစ်တပ်ဟာသူ့ရဲ့မဟာမိတ်ဖြစ်တဲ့အီရန်နိုင်ငံဘက်ကနေလုံလုံရရမရက်တီရဲတယ်လို့သူ့လိုပဲအီရန်နဲ့မဟာမိတ်ဖြစ်တဲ့တရုတ်နဲ့ရုရှားလိုအမေရိကန်နဲ့အစ္စရေးကိုနာမည်တက်ဝေဖန်တာမျိုးမြန်မာစစ်တပ်ဘက်ကမလုပ်ရဲတာကိုတွေ့ရပါတယ်အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲထပ်ပြီးပြောထားသေးတာကမ္ဘာနိုင်ငံတွေအနေနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး9ရပ်ကိုအခြေခံပြီးအပြုသဘောဆောင်တဲ့ဆွေးနွေးမှုနဲ့တန်တမန်ရေးကြိုးပမ်းမှုသာပဋိပက္ခကိုဖြေရှင်းနိုင်မယ်ဆိုပြီးတရုတ်နိုင်ငံကပြောနေသလိုတန်ရောင်လိုက်ပြီးပြောဆိုထားတာကိုတွေ့ရပါတယ်။ဒါပြင်မြန်မာအကြမ်းဖက်စစ်တပ်ဟာလက်ရှိအမေရိကန်အစ္စရေးတို့နဲ့စစ်ပွဲဖြစ်ပွားနေတဲ့အီရန်နိုင်ငံနဲ့ဆက်ဆံရေးတိစောက်ထားပြီးအီရန်နိုင်ငံစီကနေမြန်မာနိုင်ငံမှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့အကြမ်းဖက်မှုတွေကျူးလွန်မှုလေရင်စီတွေလှုပ်ဝယ်ယူခဲ့တာဖြစ်တယ်လို့လဲ Reuters သတင်းဌာနကထုတ်ဖော်ခဲ့ပါသေးတယ်။လက်ရှိနိုင်ငံတကာအရေးအခင်းတွေမှာမြန်မာစစ်တပ်ဟာသူအဓိကအားကိုးနေရတဲ့ရုရှားနဲ့တရုတ်နိုင်ငံတို့ရဲ့ယက်တီချက်အတိုင်းသာအနောက်ကနေတန်ရောင်လိုက်ပြီးပြောဆိုဝေဖန်မှုတွေလုပ်လို့ရှိပေမဲ့အခုအမေရိကန်နဲ့အစ္စရေးတို့ပါဝင်ပတ်သက်နေတဲ့အီရန်စစ်ပွဲမှာတော့မြည်သည့်နိုင်ငံကိုမှနာမည်ဖော်ပြဝေဖန်တာမျိုးမလုပ်ရဲပဲစိုးရိမ်ပူပန်တဲ့ဆိုပြီးတော့ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်ခင်ဗျတစ်ဖက်မှာတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြန်မာအရေးတကားပိတ်ဆွေးနွေးပွဲမှာအာဆီယံဘုံသဘောတူညီချက်9ရက်ကိုသာအကောင့်ထဲပေါ်ဖို့ကြိုးပမ်းနေတယ်ဆိုပြီးဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကပြောသွားပြန်တယ်လို့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တာမျိုးမရှိဘူးလို့သိရပါတယ်။ဒါကတော့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာအမေရိကန်စံတော်ချိန်မတ်လ6ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့မြန်မာအရေးတကားပိတ်အစည်းအဝေးမှာဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကမြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးသံတမန်အဖြစ်ပထမဆုံးအကြိမ်တက်ရောက်ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးအတွင်းဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကသူ့အနေနဲ့မြန်မာအရေးဖြေရှင်းဖို့အတွက်အာဆီယံရဲ့ဘုံသဘောတူညီချက်9ရက်ကိုမြန်မာစစ်တပ်ဘက်ကလိုက်နာလာအောင်ဆက်လက်အကောင့်ထဲပေါ်ဖို့ကြိုးပမ်းဆောင်ရွက်နေတဲ့အကြောင်းတွေကိုအသေးစိတ်ရှင်းလင်းတင်ပြခဲ့တယ်ဆိုပါတယ်။အဲဒီမြန်မာရေးအာဆီယံဘုံသဘောတူညီချက်9ရက်ဆိုတာလေ2021ခုနှစ်မြန်မာနိုင်ငံမှာဆက်အာဏာသိမ်းချိန်ကစပြီးအတည်ပြုချမှတ်ခဲ့တာဖြစ်တယ်လို့အဲဒီအချက်တွေဟာအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်မှုဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချွင်းချက်မရှိပြန်လွှတ်ပေးပြီးသက်ဆိုင်သူအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ခွင့်ရဖို့နဲ့သက်ဆိုင်သူအားလုံးကိုအာဆီယံရဲ့အထူးတန်တမန်ကတွားရောက်တွေ့ဆုံခွင့်ရဖို့တွေကိုတောင်းဆိုထားတာဖြစ်ပါတယ်
အခုလိုသူတို့ပြောနေတဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမင်းအွန်လိုင်းဘက်ကတော့အာဏာသိမ်းပြီးကတည်းကအခုအချိန်ထိ9နှစ်ကျော်ကြာလာသည့်တိုင်အောင်အကောင့်ထဲမဖော်သေးပဲအာဆီယံကိုဆက်လက်လစ်လူရှုထားတဲ့ကိစ္စလည်းဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးကပါသူတို့ရဲ့မအောင်မြင်တဲ့အာဆီယံဘုံသဘောတူညီချက်9ရက်ကိုသာဆက်လက်ကင်ဆယ်ထားပြီးအခုကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာပါအဲ့ဒီဘုံသဘောတူညီချက်9ရက်ကိုပဲဆက်လက်အကောင့်ထဲပေါ်နေတယ်လို့ပြောဆိုတော့ပြန်တာဖြစ်ပါတယ်။ဒါအပြင်လက်ရှိမြန်မာအရေးဟာမြန်မာနိုင်ငံသားတွေသာအဓိကဥဆောင်ပြီးအားလုံးပါဝင်တဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကိုဖော်ဆောင်နိုင်မှုနိုင်ငံတကာကပါဝိုင်းဝန်းကူညီဖို့ကိုလည်းဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးကတိုက်တွန်းတော့ပါသေးတယ်။အဲ့ဒီမြန်မာအရေးကုလတကားပိတ်အစည်းအဝေးကိုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကလည်းအွန်လိုင်းကတဆင့်တက်ရောက်ခဲ့ပြီးမြန်မာအရေးနောက်ဆုံးအခြေအနေတွေကိုရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအစည်းအဝေးကိုမြန်မာအရေးအတွက်ဗြိတိန်နိုင်ငံရဲ့တောင်းဆိုမှုအရကျင်းပခဲ့တာဖြစ်ပြီးအဲ့ဒီအစည်းအဝေးမှာတင်ပြကြတဲ့မြန်မာနိုင်ငံရဲ့နောက်ဆုံးဖြစ်ပေါ်မှုအချက်အလက်တွေကိုရယူဖို့ရည်ရွယ်တာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းအခုပြုလုပ်တဲ့မြန်မာအရေးနဲ့ပတ်သက်လို့တကားပိတ်အစည်းအဝေးမှာလည်းအရင်အတိုင်းပဲအရေးပါတဲ့ဆုံးဖြတ်ချက်တစ်ခုမှချမှတ်နိုင်တာမျိုးမရှိဘူးလို့သိရပါတယ်ခင်ဗျ။အခုတခါနိုင်ငံတကာသတင်းတွေပတ်မှာတော့အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲအတွင်းအမေရိကန်စစ်တပ်ကိုတိုက်ခိုက်နိုင်အောင်ရုရှားကအီရန်ကိုထောက်လှမ်းရေးသတင်းတွေပေးခဲ့တယ်လို့ AP သတင်းဌာနကဖော်ပြလိုက်ပြီးအမေရိကန်ဘက်ကတော့ဒါဟာအမေရိကန်ရဲ့စစ်စင်ရေးတွေအပေါ်ဘာမှတက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ပြောဆိုလိုက်တဲ့အပြင်အမေရိကန်တပ်တွေကအီရန်ကိုအပြတ်အသတ်ချေမှုန်းနေတယ်လို့ဆိုလိုက်ပါတယ်။ဒါကတော့အရှေ့အလယ်ပိုင်းဒေသအတွင်းမှာရှိတဲ့အမေရိကန်စစ်သည်ဘော်တွေလေယာဉ်တွေနဲ့တခြားစစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုတွေကိုအီရန်ကပြစ်မှတ်ထားတိုက်ခိုက်နိုင်မှုအတွက်ရုရှားနိုင်ငံကလိုအပ်တဲ့သတင်းအချက်အလက်တွေပေးအပ်ခဲ့တယ်လို့အမေရိကန်ထောက်လှမ်းရေးသတင်းတွေကိုကိုးကားပြီး AP သတင်းဌာနကဖော်ပြလိုက်ပါတယ်။ဒါဟာလွန်ခဲ့တဲ့တစ်ပတ်ကစတင်ခဲ့တဲ့အမေရိကန်အစ္စရေးနဲ့အီရန်စစ်ပွဲမှာရုရှားအနေနဲ့ပထမဆုံးအကြိမ်ပါဝင်ပတ်သက်ဖို့ကြိုးပမ်းလာတဲ့လက္ခဏာလည်းဖြစ်တယ်လို့ဆိုနေပါတယ်။ရုရှားဟာအီရန်နဲ့ယင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံအနည်းငယ်တဲကတနိုင်ငံဖြစ်ပြီးပြီးခဲ့တဲ့ယူကရိန်းစစ်ပွဲ၄နှစ်အတွင်းမှာလည်းအီရန်စီကနေ drone တွေနဲ့ဒုံးကျည်တွေအကူအညီရယူခဲ့ပူပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးအင်ဘီရိုပြန်ကြားရေးအတွင်းရေးမှူးကတော့ဒါဟာအီရန်မှာရှိတဲ့အမေရိကန်ရဲ့စစ်စင်ရေးတွေအပေါ်ဘာမှတက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ပြောဆိုလိုက်တယ်လို့အမေရိကန်တပ်တွေကအီရန်ကိုအပြတ်အသတ်ချေမှုန်းနေတယ်လို့တုံ့ပြန်ခဲ့ပါတယ်။ရုရှားဘက်ကတော့အီရန်စီကစစ်ရေးအကူအညီတောင်းတာမျိုးမရှိသေးဘူးလို့ညှင်းဆိုထားပြီးစစ်ပွဲစကတည်းကထောက်လှမ်းရေးအကူအညီပေးတာမျိုးရှိမရှိကိုလည်းမှတ်ချက်မပေးဘူးလို့ဆိုပါတယ်။တစ်ဖက်မှာလည်းယူကရိန်းသမ္မတဇလန်စကီကအီရန်ထုတ် drone တွေကိုဘယ်လိုခုခံရမလဲဆိုတဲ့နည်းပညာနဲ့ပတ်သက်ပြီးအမေရိကန်ရဲ့ပင်လယ်ကွေ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ UAE, Qatar, Bahrain, Jordan, Kuwait တို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ကမ်းလှမ်းထားပါတယ်။လက်ရှိမှာသမ္မတထရန့်ဟာအီရန်နဲ့စစ်ပွဲကိုဆင်နွှဲနေသလိုတစ်ဖက်မှာလည်းရုရှားယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်ခင်ဗျာ။တစ်ဆက်တည်းမှာပဲအမေရိကန်အစ္စရေးနဲ့အီရန်နိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲအတွင်းအခုအချိန်ထိအီရန်အရက်သားအနည်းဆုံး1300ကျော်သေဆုံးခဲ့ပြီးနောက်ထပ်ထောင်နဲ့ချီတဲ့သူတွေလည်းဒဏ်ရာရရှိခဲ့တယ်လို့ကုလသမဂ္ဂဆိုင်ရာအီရန်တန်အမတ်ကမတ်လ6ရက်နေ့မှာပြောလိုက်ပါတယ်။ဒါကိုတော့နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာသတင်းတောက်တွေကိုပြောကြားတဲ့အချိန်အီရန်တန်အမတ်ကအမေရိကန်နဲ့အစ္စရေးတို့ဟာအရက်ဖက်အခြေခံအဆောက်အုံတွေကိုတမင်သက်သက်ပြစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုပြီးဆွဆွဲပြောဆိုထားတဲ့ပါတယ်။ဒီလိုအီရန်ဘက်ကပြောဆိုမှုကိုအမေရိကန်နဲ့အစ္စရေးဘက်ကတော့အီရန်ဟာပြောင်းပြန်တွေကြီးပဲပြောဆိုနေတယ်လို့တုံ့ပြန်ထားပါတယ်။ဒါပြင်အီရန်တန်အမတ်ကလက်ရှိအီရန်နိုင်ငံဟာအိန္ဒိယနိုင်ငံတွေရဲ့အကျိုးစီးပွားကိုပြစ်မှတ်မထားသလိုစစ်ဘက်မဟုတ်တဲ့နေရာတွေကိုထိမှန်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုလည်းသူတို့အနေနဲ့စုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့တကယ်မြေပြင်မှာတော့အီရန်ဟာသူ့ရဲ့အိန္ဒိယချင်းနိုင်ငံတွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်နေမှုကြောင့်ရထားနေရာတွေရေနံထုတ်လုပ်ရေးစက်ရုံတွေဓာတ်ငွေထုတ်လုပ်ရေးစက်ရုံတွေမိလောင်ပျက်စီးနေတာကိုတပ်တွေမှတ်တမ်းတွေနဲ့တကွနိုင်ငံတကာသတင်းဌာနတွေကနေအသီးသီးဖော်ပြနေကြပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းစစ်ပွဲရဲ့ပထမဆုံးနေ့မှာပဲအီရန်ခေါင်းဆောင်ခါမနီတေဆုံးသွားခဲ့ပြီးတဲ့နောက်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုချွင်းချက်မရှိလက်နက်ချဖို့တောင်းဆိုခဲ့တယ်လို့အီရန်ရဲ့ခေါင်းဆောင်အသစ်ဟာလက်ခံနိုင်စရာဖြစ်ရမယ်လို့ပြောကြားခဲ့ပါတယ်။ဒီအပေါ်မှာအီရန်တန်မန်ကြီးကထရန့်ရဲ့ပြောဆိုချက်ဟာကုလသမဂ္ဂဗြိတိန်စာတမ်းပါနိုင်ငံတစ်ခုရဲ့ပြည်တွင်းရေးကိုဝင်ရောက်မစွတ်ဖက်ရဆိုတဲ့မူဝါဒကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့တုံ့ပြန်ထားပါသေးတယ်။တစ်ဖက်မှာလည်းပြီးခဲ့တဲ့စနေနေ့ကစစ်ပွဲအတွင်းအီရန်မိန်းကလေးကျောင်းတစ်ခုတိုက်ခိုက်ခံရပြီးကလေးငယ်အမြောက်များတိတ်ဆုံးခဲ့တဲ့ဖြစ်ရပ်ဟာအတိပြုချက်ထွက်မလာသေးဘူးလို့အမေရိကန်အရာရှိတွေကရိုက်တာသတင်းဌာနကိုပြောကြားထားပါတယ်ခင်ဗျ။တစ်ဆက်တည်းမှာပဲအီရန်နိုင်ငံကိုတိုက်ခိုက်မဲ့အကြောင်းကြိုတင်မပြောလို့ဆိုပြီးပင်လယ်ကွေ့မဟာမိတ်နိုင်ငံတွေကအမေရိကန်ကိုဝေဖန်နေပါတယ်။
အီရန်နိုင်ငံကိုအမေရိကန်နဲ့အစ္စရေးတို့ကစတင်တိုက်ခတ်တဲ့အချိန်ဒေသတွင်းကမဟာမိတ်ပင်လယ်ကွေ့နိုင်ငံတွေကိုကြိုတင်အကြောင်းကြားတာမျိုးမရှိခဲ့တဲ့အပြင်သူတို့ရဲ့သတိပေးချက်တွေကိုပါထရန့်အစိုးရကလစ်လျူရှုခဲ့တယ်ဆိုပါတယ်။အီရန်ကပင်လယ်ကွေ့နိုင်ငံနှစ်နိုင်ငံရဲ့အရာရှိတွေပြောကြားချက်အရတော့အမေရိကန်နဲ့အစ္စရေးတို့ကအီရန်ကိုစတင်တိုက်ခတ်တဲ့အချိန်သူတို့ကိုကြိုတင်အကြောင်းမကြားခဲ့သလိုဒီစစ်ပွဲကြောင့်ဒေသတစ်ခုလုံးပျက်စီးသွားနိုင်တယ်ဆိုတဲ့သူတို့ရဲ့သတိပေးချက်တွေကိုလည်းအမေရိကန်ကနားမထောင်ခဲ့ဘူးလို့ဆိုပါတယ်။တစ်ဖက်ကအရာရှိတူကတော့အမေရိကန်စစ်တပ်ဟာအစ္စရေးနဲ့သူတို့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့တွေကိုပဲကာကွယ်ဖို့အာရုံစိုက်နေပြီးပင်လယ်ကွေ့နိုင်ငံတွေကိုတော့ကိုယ့်ဘာကိုကာကွယ်ဖို့ပြစ်ထားခဲ့တယ်လို့ပြောပါတယ်။တစ်ဖက်မှာတော့အီရန်နိုင်ငံဟာစစ်ပွဲစကတည်းကအမေရိကန်နဲ့အစ္စရေးတို့ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်မှုကြောင့်ဆိုပြီးအိန္ဒိယအာရပ်ပင်လယ်ကွေ့9နိုင်ငံကိုပြစ်မှတ်ထားပြီးတော့ဒုံးကြီးတွေ drone တွေနဲ့စီးမဲ့ကမ်းမဲ့ပြန်လည်ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ပြောနေကြပါတယ်။အီရန်ဘက်ကပြောတာကတော့အဲ့ဒီနိုင်ငံမှာရှိတဲ့အမေရိကန်နဲ့သက်ဆိုင်ရာနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။အဲ့လိုပင်လယ်ကွေ့နိုင်ငံတွေကအမေရိကန်ဟာစစ်ပွဲအတွင်းသူတို့နိုင်ငံတွေကိုပစ်ထားတယ်လို့ဝေဖန်လာတဲ့အချိန်မှာပဲအမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ကတော့စစ်ပွဲအတွင်းအီရန်ရဲ့ drone လှိုင်းတွေကိုသူတို့အနေနဲ့တားဆီးပေးနေပြီးမြဲအကောင်အစင်တားဆီးဖို့တော့ခက်ခဲမှုတွေရှိတယ်လို့လွှတ်တော်မှာပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အင်ဖြူတော်ကပြောဆိုမှုမှာတော့ဒီစစ်ပွဲမှာအီရန်ရဲ့ဒုံးကျည်ပစ်ခတ်နိုင်စွမ်းကိုအမေရိကန်ဘက်က90%အထိနှိမ်နင်းထားနိုင်ပြီလို့တုံ့ပြန်ထားပြီးတစ်ဖက်ကပင်လယ်ကွေ့နိုင်ငံတွေကတော့စစ်ပွဲကြောင့်ဖြစ်လာမဲ့စီးပွားရေးပျက်စီးမှုနဲ့ရေရှည်ဆိုးကျိုးတွေကိုသူတို့ပဲခံရတော့မလားဆိုပြီးစိုးရိမ်နေကြပြန်တာဖြစ်ပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့ဗင်နီဇွဲလားနိုင်ငံကိုအမေရိကန်အစစ်မြစ်အရာရှိတွားရောက်ပြီးတဲ့နောက်မှာပဲဗင်နီဇွဲလားရွှေတွေအတွက်အမေရိကန်ကကန့်သက်လိုင်စင်ထုတ်ပေးလိုက်ပါတယ်။လက်ရှိဗင်နီဇွဲလားနိုင်ငံရဲ့တယံဇာတကဏ္ဍကိုနိုင်ငံတကာယင်းနှိမ့်မြုပ်နှံမှုတွေအတွက်ဖွင့်လှစ်ပေးဖို့သမ္မတဒေါ်နယ်ထရန့်ရဲ့တွန်းအားပေးမှုတွေရှိနေတဲ့အချိန်မှာပဲဗင်နီဇွဲလားရွှေတွေကိုတင်ပို့ရောင်းချနိုင်မဲ့ကန့်သက်လိုင်စင်တစ်ခုကိုအမေရိကန်အစိုးရကခွင့်ပြုလိုက်ပါတယ်။ဒါကတော့တောက်ကြနေ့ကပဲအမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာန website မှာဖော်ပြချက်အရဗင်နီဇွဲလားအစိုးရပိုင်တပ်ထုတွင်းကုမ္ပဏီနဲ့သူ့ရဲ့လက်အောက်ခံကုမ္ပဏီတွေဟာဗင်နီဇွဲလားရွှေတွေကိုအမေရိကန်နိုင်ငံစီတင်ပို့တာတွေတည်ယူပို့ဆောင်တာတွေနဲ့ရောင်းချတာတွေကိုအမေရိကန်ဥပဒေဘောင်အတွင်းကနေလှုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီရွှေတွေကိုကျူဘာ၊မြောက်ကိုရီးယား၊အီရန်၊ရုရှားနိုင်ငံတွေနဲ့လဲလှယ်တာမျိုးလုံးဝခွင့်မပြုဘူးလို့သတ်မှတ်ထားပါတယ်။ငွေပေးချေမှုတွေကိုတော့အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနရဲ့နိုင်ငံခြားအစိုးရအငွေရမငွေစနစ်ကနေတဆင့်ပဲလှုပ်ဆောင်ရမှာဖြစ်ပြီးဒါဟာဗင်နီဇွဲလားရေနံရောင်းရငွေတွေကိုထိမ့်သိမ်းထားတဲ့စနစ်မျိုးပဲဖြစ်ပါတယ်။တစ်ဖက်ကဝေဖန်တဲ့သူတွေကတော့ထရန့်ဟာဗင်နီဇွဲလားရဲ့သဘာဝသယံဇာတတွေကိုသူ့နိုင်ငံအကျိုးအတွက်အသုံးချဖို့ကြိုးစားနေတယ်လို့ဆိုနေကြပြီးထရန့်ဘက်ကတော့2009ခုနှစ်တုန်းကဗင်နီဇွဲလားဟာအမေရိကန်ပိုင်ဆိုင်မှုတွေကိုသိမ်းယူခဲ့လို့ဒါတွေကအမေရိကန်စီကခိုးယူထားတဲ့သယံဇာတတွေဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။လက်ရှိဗင်နီဇွဲလားနိုင်ငံရဲ့ဂျားဖြတ်သမ္မတရိုဒီဂွက်စ်ကတော့ထရန့်ရဲ့တောင်းဆိုချက်တွေကိုလိုက်ရောပြီးရေနံတွေကိုအမေရိကန်စီလွှဲပေးနေတယ်လို့တပ်ထုတွင်းနဲ့ရေနံကန်တောက်တွေကိုလည်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက်ဖွင့်ပေးလိုက်ပါတယ်။လက်ရှိဗင်နီဇွဲလားနိုင်ငံဟာကမ္ဘာမှာရေနံတိုက်အကြီးဆုံးရှိတဲ့နိုင်ငံဖြစ်တယ်လို့ရွှေထုတ်လုပ်မှုမှာလည်းတစ်နှစ်ကိုရွှေဂျိန်း9.5 တန်နီးပါးထုတ်လုပ်နိုင်တဲ့နိုင်ငံဖြစ်ပါတယ်။လက်ရှိမှာတော့အမေရိကန်ကဗင်နီဇွဲလားသမ္မတမာဒူရိုကိုဝင်ရောက်ဖမ်းဆီးပြီးတဲ့နောက်လက်ရှိဗင်နီဇွဲလားနိုင်ငံရဲ့ရေနံလုပ်ငန်းဆိုင်ရာတွေနဲ့အခုလိုရွှေထုတ်လုပ်မှုတွေကိုပါနှစ်နိုင်ငံအကျိုးအတွက်အမေရိကန်ကပဲထိန်းချုပ်ထားတယ်လို့သိရပါတယ်ခင်ဗျာ။